လော်ကားရီတွန်းဆက်ယုံလျှက်စစ်တအားပြက်လဲရရှိကရီတွန်းဆက်များစွမ်းအားပြည့်လဲပတ်နေလော်ကားရီတွန်းဆက်ယုံလျှက်စစ်ပြန်လဲရရှိပြီးရီတွန်းဆက်များစွမ်းအားပြည့်လဲပတ်ဆိုတဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့တင်ပြပေးချင်ပါတယ်ရှင်။ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီ YCDC အင်ဂျင်နီယာဌာနရေနဲ့တန်ရှင်းမှုကလော်ကားရေတွန်းစက်ရုံအတွက်လျှက်စစ်တန်းအားပေးတာဝါတိုင်းများမှာရှိတဲ့နယ်ပင်များခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းပြီးစီးသွားပြီဖြစ်တဲ့အတွက်ရေတွန်းစက်ကြီးများကိုစွမ်းအားပြည့်ပြန်လဲမောင်းနှင်ထားကြောင်းဩဂုတ်လ24ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမမကြီးဒါဆိုရင်လေဒီလော်ကားရေတွန်းစက်ရုံကနေဘယ်မျိုးနယ်တွေကိုရေတွေဖြန့်ဖြူးပေးနေလဲဆိုတာမမကဆက်လက်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါလော်ကားရေတွန်းစက်ရုံဟာရန်ကုန်လျှက်စစ်တာဘေးကော်ပိုရေးရှင်း YSC ရဲ့ 33kV လော်ကားရွာမှ BABB ဓာတ်လိုင်းမှာလျှက်စစ်တအားရယူပြီးတော့မင်္ဂလာတုံရွှေပြည်သာမယန်းကုန်းလိုင်းသာရစက်မှုစုံအင်းစိန်ကမာရွတ်ဗဟန်းပပဲတန်ကြောက်တံလမ်းမတော်လာသာတာမွေမင်္ဂလာတောင်ညွတ်ပဇွန်တောင်နဲ့ဗိုလ်တထောင်မြို့နယ်တို့အပါအဝင်မြို့နယ်18ခုသို့ရေဖြန့်ဖြူးပေးဝေလျက်ရှိပါတယ်။ဘာဒါလိုင်းမှာပြတ်တောက်မှုမဖြစ်ပေါ်စေဖို့အတွက်ဩဂုတ်လ24ရက်နေ့မနက်9:00နာရီမှာမွန်လဲတနာရီထိလျှက်စစ်တာယာယီဖြတ်ထောက်ကတာဝါရိုင်များမှာရှိတဲ့နယ်ပင်များခုတ်ထွင်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။ YCDC ကလုပ်ငန်းပြီးစီးတော်လည်းပဲလျှက်စစ်တာယာယီဖြတ်ထောက်ခဲ့တဲ့အကျိုးဆက်ကြောင့်အဆိုပါမြို့နယ်များရှိရေပေးဝေရေးပိုက်လိုင်းများမှာရေပြတ်တောက်ခြင်းဒါမှမဟုတ်ရေအားနည်းခြင်းများယာယီဖြစ်ပေါ်နိုင်ကြောင်းကိုလည်းသတိပေးထားပါတယ်။ရေသုံးစွဲရမှာခက်ခဲရှိပါကသက်ဆိုင်ရာခရိုင်နဲ့မြို့နယ်ရေပေးဝေရေးတာဝန်ခံများရဲ့ဖုန်းနံပါတ်များကိုဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း YCDC ကနေထုတ်ပြန်ထားပါတယ်ရှင်။